တွေကိုလေချောကလေအပေါ်ပြောပြီးချီးကျူးနေရတော့မဟုတ်ဘူးတကယ်ကိုချီးကျူးတာတကယ်ကိုလေကိုတိုင်းနဲ့ကိုတွေမသိတဲ့အရာတွေအများကြီးရှိတယ်ချောရှေ့မှာရိုက်ခဲ့ဘူးတဲ့ကလေးတွေနဲ့ဆိုလို့ရှိရင်ချောကအဲ့လိုပဲသူတို့တွေပေါ်လဲကိုကလေးလေးသားသားဆက်ဆက်လဲသူတို့တွေမှာလဲကိုတွေမသိနိုင်တဲ့မမြင်နိုင်တဲ့အရာတွေသူတို့တွေစီမှာလဲကိုတင်ယူရမယ့်အရာတွေအများကြီးရှိတယ်ချောတို့ကဒါစီနီယာမဟုတ်လို့ဒါကိုကအရွယ်ရတာစီနီယာဖြစ်ရှင်ဖြစ်နေမယ်တချို့ကကြတော့ကိုထက်လဲအတွေ့အကြုံပိုများရင်များမယ်ပေါ့နော်ဆိုတော့တော်တော်ထွားတယ်အငယ်မဆိုလို့ရှိရင်ကြတော့ तू ကလေအရက်တီးပဲရှည်ထွက်လာ तू ကကြတော့ပိတ်မိတ်ရှည်ရှည်လေးဖြစ်နေတာပေါ့နော်အဲ့လိုသူတို့သူ့အထော်လိုပဲလာမလားမသိဘူးနော်သူတို့ပဲပြက်ကြည့်ရမယ်ကျွန်တော်တို့ခေတ္တကပေါ့နော်တော်တော်များမင်းသားတွေကလည်းဖြစ်ဖို့ကလည်းအမှန်တော့တိုးဖို့နည်းနည်းခက်တယ်ကျွန်တော်တို့ခေတ္တကတော်တော်တိုးဖို့ခက်တယ်အဲ့တုန်းကမင်းသားတွေကိုပြန်ကြည့်လိုက်လို့ရှိရင်အမဲလို့ငါတို့ခေတ်ကမင်းသားတွေတော်တော်ချောတာပဲအခုခေတ်လည်းချောပါရဲ့နော်ဒါပေမဲ့ဟိုခေတ်ကမင်းသားတွေလည်းဒီဘက်ခေတ်ကိုရီးယားစင်တွေလို့ပဲပေါ့နော်မဆိုးပေါ့မမောင်လေးအရင်ချစ်တော့ပေါ့အဲ့လိုမျိုးပထမဆုံးဆုံမှုတာဒါဒီမှာပါတဲ့ကလေးတွေတော်တော်များများနဲ့ချောတာဒါပထမဆုံးဆုံအောင်ပါတခါမှသူတို့တွေမဆုံဘူးချောတို့old school တွေပဲ old school တွေကလွယ်လို့ပေါ့ကျန်တဲ့လူတွေအကုန်လုံးကလေးတွေပေါ့အမဒီဘွားကလေးတော်တော်များများအကုန်လုံးကချောတာပထမဆုံးသူတို့နဲ့ဆုံအောင်ပါကျမ feeling ပြီးတဲ့ချောပေါ့နော်ဇလန်တွေဈာထဲမှာကလန်းနာလေးတချို့ဟာလေးတွေဆိုလို့ရှိရင်ချောအရှိမလောက်ထားတဲ့ character တွေနဲ့နည်းနည်းတူနေရများတယ်ပေါ့နော်တူနေရများတော့အဲ့လိုချောလဲခဏတော့နားလာအောင်မယ်ဆိုပြီးနားလိုက်တာနောက်ပြီးတော့လည်းဒီဇလန်လေးကလက်ခံပြတာကြတော့ချောပထမအရှိမရိုက်ထားတဲ့ character တွေနဲ့မတူတော်တော်ပွဲပြရတယ်ဆိုတော့ဒါလေးကိုသဘောကျလို့ပေါ့နော်နောက်တော့မောင်လေးကြော်ထက်ဆောင်နေဆိုရင်ဒါပထမဆုံးဆုံးရမှာဆိုတော့လေအမဒီဘွားကလေးအကုန်လုံးတကယ်ချီးကျူးတယ်တကယ်လဲတော်တယ်သူတို့ကနေနောက်ပြီးတော့ဆရာသမားကောင်းတွေနဲ့ကိုရီထက်တောင်ပေါ့နော်ပို့ပြီးတော့တင်ယူခွင့်ရတယ်စုံခွင့်ရတယ်ပေါ့နော်အဲ့တော့ကြောင့်ဒီအမဒီဘွားကလေးတွေအရောက်စီတိုင်းတကယ်ချီးကျူးတယ်လေးစားတယ်သူတို့အလုပ်လုပ်တဲ့ပုံကိုလေချောလဲတခြားလူတွေနဲ့လည်းစုံမှုပါတယ်အခုဆိုလို့ရှိရင်အမဒီဘွားကဖြစ်သွားတဲ့မင်းသမီးတွေဆိုလည်းအများကြီးပဲလေမင်းသားတွေဆိုလည်းအများကြီးပဲဆိုတော့ဒါတကယ်တော်ကြပါတယ်ချောတို့ကအရှိမဆိုလဲအမေကန်းတွေပါရိုက်ခဲ့ပါတယ်အရင်တော့လောင်တို့ပါလို့ဆိုလဲစုအိမ်ဆိုင်အမေတို့ပါရိုက်ခဲ့ရတာပဲလေအခုဆိုရမုံရဲ့အမေဆိုတာလဲလိုက်ပါတယ်ချောတာဘာဖြစ်လို့လဲဆိုတော့16နှစ်နဲ့သာအိမ်အောင်ကြမယ်ဆိုရင်ရမုံထက်တောင်ကြီးနေမှာပေါ့လေဒါမိဆိုပဲဇက်ကတော့တိတ်ပြီးတော့ချောမပြောပြခြင်းဘူးပြောပြခြင်းသာကျော်တဲ့တော်တော့အမားကအဲ့လိုပေါ့နော်အရန်ချစ်ရမယ်မမိုင်နေရတရုပ်ဆောင်မှာပေါ့နော်သူတို့တွေကိုလေချောကလေအပေါ်ပြောပြီးချီးကျူးနေရတော့မဟုတ်ဘူးတကယ်ကိုချီးကျူးတာတကယ်ကိုလေကိုတိုင်းနဲ့ကိုတွေမသိတဲ့အရာတွေအများကြီးရှိတယ်ချောရှေ့မှာရိုက်ခဲ့ဘူးတဲ့ကလေးတွေနဲ့ဆိုလို့ရှိရင်ချောကအဲ့လိုပဲသူတို့တွေပေါ်လဲကိုကလေးလေးသားသားဆက်ဆက်လဲသူတို့တွေမှာလဲကိုတွေမသိနိုင်တဲ့မမြင်နိုင်တဲ့အရာတွေသူတို့တွေစီမှာလဲကိုတင်ယူရမယ့်အရာတွေအများကြီးရှိတယ်ချောတို့ကဒါစီနီယာမဟုတ်လို့ကိုကအရွယ်ရတာစီနီယာဖြစ်ရှင်ဖြစ်နေမယ်တချို့ကကြတော့ကိုထက်လဲအတွေ့အကြုံပိုများရင်များမယ်ပေါ့နော်ချောဆိုလို့ရှိရင်အရှိမအိမ်အောင်ကြပြီးတဲ့တောက်လျှောက်ကနားလာတာနားလာတဲ့အခါကျတော့ချောရဲ့ဒီအမှုပညာတက်တန်းရတာကြာရင်ကြာမယ်ဒါပေမဲ့သူတို့ကလောက်တာကြတော့သူတို့ကကြတော့ပို့ပြီးတော့လောက်သက်ကတော့လောက်သက်ရတွက်မယ်ဆိုရင်သူတို့ကတော့ကိုထက်စီနီယာကြာရင်ကြာတချို့ကလေးပြောပါတယ်အဲ့လိုမျိုးတမင်ရတော့မဟုတ်ဘူးချောကကြတော့လေအဲ့လိုမျိုးဘသူ့ကိုမဆိုလေးသားဆက်ဆံနေအဲ့လိုအငယ်ပဲဖြစ်အကြီးပဲဖြစ်လေအငယ်တွေဆိုလဲတချို့ဒီရှေ့မှာချောတို့အတူတူရိုက်ခဲ့တဲ့ညာတို့ကြော်ထက်အောင်တို့ဒီနေ့အထိဆိုရင်သူတို့စီကနေပြီးတော့ကိုလည်းမသိတာတွေပြန်မေးနေရတဲ့အရာအများကြီးရှိတယ်အားကြောင့်ချောကတမင်သူတို့တွေကိုအပိုလုပ်ပြီးချီးကျူးပြီးပြောနေရမဟုတ်ဘူးတကယ်ကိုဘက်ကနေမသိတာတွေကိုအများကြီးမေးခဲ့ရတာတကယ်ရှိလို့ပါချောကလေအဲ့ကလေးတွေနဲ့ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်မိသားစုရရမယ်ဆိုလို့ရှိရင်လည်း
ဒီအိမ်လေးဆိုလို့ရှိရင်ဒီအိမ်လေးဟိုချောပေါ့နော်ရိုက်ခဲ့ဘူးလေမိသားစုဆက်လေးဆိုကလေးတွေလည်းပါအဲ့လိုမျိုးလေးဆိုရင်ချောကသူတို့တွေနေအကုန်လုံးနဲ့တရင်တနည်းဖြစ်အောင်နေတယ်နွေးနွေးထွေးထွေးဖြစ်အောင်လို့အပြင်မှာဟောကလည်းပေါ့နော်မရိုက်ခင်လည်းအဲ့လိုမျိုးရင်းနှီးနှီးလေးဖြစ်အောင်နေတယ်အဲ့ဒါမှတယောက်နဲ့တယောက်မိသားစုဆိုတဲ့အဲ့လိုဟိုဟာလေးဖြစ်သွားအောင်နွေးနွေးထွေးထွေးလေးဖြစ်သွားအောင်ချောကအဲ့လိုမရိုက်ခင်လေးဟိုကသူတို့တွေနဲ့ရင်းနှီးအောင်လိုက်လုပ်တယ်ကိုယ်တိုင်လိုက်လုပ်တယ်ကိုယ်တိုင်ကြိုးစားတာရက်ကကိုယ်မိတော့မယ်နောက်တစ်နှစ်ဆိုရင်အမအောင်မိတော့မယ်လို့ချောရဲ့ရက်က9ပေခွန်လေသူ့ရက်က9ပေ6နီးပါးဖြစ်နေပြီနည်းနည်းပဲလိုတော့တယ်အသက်က17နှစ်ပဲရှိသေးတယ်ဘလို့လို့မနိုင်တော့တော်တော်ထွားတယ်အငယ်မဆိုလို့ရှိရင်ကြတော့ तू ကလေအရက်ကြီးပဲရှည်ထွက်လာ तू ကကြတော့ပိတ်မိတ်ရှည်ရှည်လေးဖြစ်နေတာပေါ့နော်အဲ့လိုသူတို့သူ့အထော်လိုပဲလာမလားမသိဘူးနော်သူတို့ပဲပြက်ကြည့်ရမယ်ကျွန်တော်တို့ခေတ္တကပေါ့နော်ဟိုတော်တော်များဟိုမင်းသားတွေကလည်းဖြစ်ဖို့ကလည်းအမှန်တော့တိုးဖို့နည်းနည်းခက်တယ်ကျွန်တော်တို့ခေတ္တကတော်တော်တိုးဖို့ခက်တယ်အဲ့ဒီတုန်းကဟိုမင်းသားတွေကိုပြန်ကြည့်လိုက်လို့ရှိရင်အမဲလို့ငါတို့ခေတ်ကမင်းသားတွေတော်တော်ချောတာပဲအခုခေတ်လည်းချောပါရဲ့နော်ဒါပေမဲ့ဟိုခေတ်ကမင်းသားတွေလည်းဟိုဒီဘက်ခေတ်ဟိုဗာကိုရီးယားစင်တွေလို့ပဲပေါ့နော်မဆိုးပေါ့ချောတယ်ပေါ့ဟိုကိုကြီးညီတာတို့ဟက်ကတ်တို့ဆိုငငယ်တော့တအားချောကြတာလေသူတို့တွေကချောတို့တွေကလေဟိုလို့ခေါ်လဲအုပ်စုလိုက်ကြီးကလေပြက်ကလေးရိုက်မယ်ဆိုလဲမနဲ့မိုးလင်းပြီဆိုလို့ရှိရင်အုပ်စုလိုက်ကြီးကတစ်ခွဲလုံးကြီးအဲ့လိုအုံကြက်ကြက်အများကြီးပဲအတားတွေအဲ့လိုမျိုးဟို VC တွေရိုက်မယ်ဆိုလို့ရှိရင်လဲဘတ်စကားကြီးနဲ့အဲ့လိုမျိုးတွားကြတာအဲ့နေမျိုးတွေအဲ့လိုမျိုးကားကြီးရင်နဲ့တစုတဝေးတွားကြတဲ့ခါကျတော့အကုန်လုံးကတကယ်မောင်နှမတွေလို့ဖြစ်တယ်ကိုဝေနဲ့အမှတ်တရတော့အများကြီးပဲဒီနေ့ထိလဲကိုဝေနဲ့ကအမှုပညာမောင်နှမအဆင့်ထက်ကိုပို့တယ်ကိုဝေတို့မမျိုးတို့ကကြတော့ချောကဒီအပြိုတဲ့ဟိုကသူတို့နဲ့ကအင်းဒီမမျိုးနဲ့ဆိုရင်အင်းဒီအမြဲတမ်းနေ့တိုင်းမတွေးဖြစ်တဲ့ရက်ကမရှိသလိုဟိုအမကကိုလင်းမောင်လို့ဟိုကိုဝေးတော့မောတော့ကြည့်ရပါဘောမောတော့ကြည့်ရပါရက်ဆက်တယ်ဟိုသူတို့ကကြတော့ဟိုပါနည်းနည်းဟိုအမတို့တက်စီနေရပူကြတယ်အပြင်မှာတော့ဟိုပါအဖေကအမဖေကရင်တော့ကတော့ဟိုနောက်ခံတီလုံးတီးတဲ့ခါကျတော့ဒီမင်းသားမင်းသမီးတွေကတော့အိမ်မှာတော့ဟိုပါပေါ့နော်အနုရုပ်ရှင်စီယုံပွဲတွေပါဆိုလဲအဖေပဲလိုက်တီးပေးရတာများတဲ့ခါကျတော့အိမ်မှာတချင်းတိုက်ပါတိုက်ဆိုလို့ရှိရင်တော့အကိုတို့တွေ့ခဲ့ရဘူးလေပေါ့နော်ကိုကျော်သက်တို့ကိုနေဆန်းတို့အကိုနေဆန်းလည်းတစ်မျိုးချောတာတော့အရင်ချောတာအဲ့တုန်းကဆိုကိုကျော်သက်ကိုနေဆန်းဆိုတာလေလှမ်းတော့ဂိုက်တာတော့ပေါ့နော်အမအသက်ရနဲ့လိုက်ဖက်ဖက်ဂိုက်တာပဲဒါပေမဲ့အရှိမမြင်မှုခဲ့တဲ့ဂိုက်တာတွေနဲ့တော့မတူဘူးပေါ့နော်အမကဒီကြောက်ထအောင်နဲ့ဟိုပေါ့နော်မုံတိုင်းတင်ချေဆိုလို့ရှိရင်လည်းဟိုပါပေါ့ဟိုမျိုးသားကိုထက်ငယ်တဲ့မျိုးသားတို့အရန်ချစ်တဲ့မမနေရတရုပ်ဆောင်မျိုးလေအခုကြောက်ထက်စော်နဲ့လည်းအဲ့လိုမျိုးလေးတော့လာမှာပေါ့နော်ချောဇလန်တွဲမြိုက်တာတော်တော်ကြာသွားပါပြီကျမဗီလိန်နဲ့ဟိုချောတောက်လျှောက်နားခါပေါ့နော်အခုဒါပထမဆုံးချောပြန်ရိုက်တဲ့ဇလန်တွဲလေးပါထွက်လာလို့ရှိရင်လည်းမြစ်တာလေးငင်းသင်းစေတာဆိုတော့ဇလန်တွဲလေးကိုအားပေးကြပါဦးပြောချင်ပါတယ်